Tech Brother ပြောပြမယ်သင်က tab 30ဖွင့်ထားတယ် Photoshop ဖွင့်ထားတယ်ရုပ်တရက်ဆက်နေသွားတယ်ဒါပေမဲ့ RAM ကဘယ်လောက်လဲဆိုတာမသိဘူးဘာဖြစ်နေတာလဲ RAM ပြည့်သွားရင်ကွန်ပျူတာက swap memory ဒါမှမဟုတ် page file ကိုစသုံးပါတယ် swap memory ဆိုတာသင် storage SSD HDD ဘောက emergency zone တစ်ခုပါ RAM ကိုစပွဲကုန်လို့မြင်ရင် swap memory က video လိုမျိုးပါစပွဲပေါ်မနေနိုင်တော့တဲ့စာရွက်တွေကို video ထဲထည့်ထားရတယ်ဒါပေမဲ့ video SSD ကစပွဲကုန် RAM ထက်10မှ50အထိနေပါတယ်ဒါကြောင့် swap စသုံးတာနဲ့ဆက်နေသွားတယ်ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Task Manager မှာ RAM usage 90%ကျော်နေရင် swap စသုံးနေပြီဆိုတာသိလာမယ်ဒါဆို tab တွေပိတ်မယ်ဒါမှမဟုတ် RAM အသစ်ထပ်ထည့်ဖို့ဆုံးဖြတ်မယ် swap memory ကိုမှီခိုနေရတဲ့ PC ကို Daya နဲ့ပြေးနေတဲ့အားကစားသမားလို့မြင်လာမယ် Advantage RAM မလုံလောက်ရင်တောင် set crash မဖြစ်အောင်ကူညီပေးတယ် storage ပေါ်မှာနေရာယူတယ် SSD ဆိုရင်ထပ်ခါရေးတာကြောင့်တက်တန်းကျင်းစေနိုင်တယ်တနေ့9မိနစ်တပတ်3ချိန်တစ်နှစ်ဆိုနိုင်ပေါင်း130လေ့လာပြီးသားဖြစ်နေပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး Senior IT Technician ဖြစ်ဖို့ follow လုပ်ထားပါအောင်